Voice မြန်မာရဲ့ပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေဒီကနေ့2026ခုနှစ်မတ်လ30ရက်တနင်္လာနေ့ရဲ့နနက်ခင်းသတင်းစီစဉ်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ကျွန်မကတော့စီစဉ်တင်ဆက်သူနိုးရီပြပိုင်းပါဗဒန်းတက်တဲ့အတွင်းတိုက်ပွဲများပြင်းထန်နေပြီးနေရီကန်ဗျူဟာအနီးမှာစစ်ကောင်စီတပ်အဖွဲ့ဝင်တွေပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငဖဲမြို့နယ်ရှိနေရီကန်ဗျူဟာတဝိုင်းနဲ့လမ်းဟောင်းဘက်မှာတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါတယ်။အာရီခါတပ်တော် AA ဟာကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ14နဲ့အမြောက်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်မဆခ905တို့နဲ့နှီးကပ်လာနေတဲ့အတွက်စစ်ကောင်စီဘက်ကအမြောက်တပ်ကူတွေအပြင်လေကြောင်းကပါအပြင်းထန်ခုခံတိုက်ခိုက်နေရတာပဲဖြစ်ပါတယ်။ဒေသရင်းသတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရပစီနဲ့ခုတ်ကြီးလမ်းပိုင်းမှာစစ်ကောင်စီကအင်အား400ကနေ900ခန့်အထိအသုံးပြုပြီးစစ်ကြောင်းဖြန့်တက်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လေကြောင်းဘက်ကလည်းဘုံကျဲတာနဲ့ဒရုန်းနဲ့တိုက်ခိုက်နေတာတွေရှိနေပါတယ်။စစ်ကောင်စီဟာမဆခ905ကနေတဆင့်နေရီကန်ဗျူဟာစီကိုစစ်ကူရိတ်ခါနဲ့ခဲယမ်းတွေပို့ဆောင်နိုင်ဖို့အသေးအတန်ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကလည်းပစီလန်းဟောင်းမှာအရာရှိတဦးပါဝင်တဲ့ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကလည်းပစီလန်းဟောင်းမှာအရာရှိတဦးပါဝင်တဲ့စစ်ကောင်စီခဲယမ်းတင်ရင်တန်းတိုက်ခိုက်ခံရပြီးသေဆုံးမှုများပြားခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းချောင်းနှသိုးဆယ်အနီးရှိစခန်းချနေတဲ့စစ်ကောင်စီစစ်ကြောင်းကို CDF အရှိုးချင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရရှင်။စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာ73စီပြင်ပပေါက်ဈေးဟာ1လီတာကိုငွေကျပ်12000ကျပ်အထိအစမတန်မြင့်တက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ဒေသခံတွေရဲ့ပြောပြချက်အရမတ်လပထမဘက်က73စီတပူကိုကျပ်6500ခန့်သာရှိခဲ့ရာကနေယခုဒုတိယအပတ်ကစပြီး1လီတာကိုကျပ်12000အထိဈေးနှုန်း2ဆနီးပါးထိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။ဈေးနှုန်းကြီးမြင့်ရုံသာမကစီဝယ်ယူရရှိမှုပါအလွန်ခက်ခဲလာတာကြောင့်ဆိုင်ကယ်နဲ့ဈေးလည်ရောင်းသူတွေအငှားရှင်ပေါင်းသူတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းရှင်တွေကလုပ်ငန်းတွေရှင်းနာထားရတဲ့အထိအခက်တွေ့နေကြရပါတယ်။73စီလုပ်ငန်းရှင်တွေရဲ့အဆိုအရပြည်ပကစီဝင်နေတာနဲ့လက်ချန်စီပြက်လက်နေတာတွေကြောင့်စီသွားတန်းစီရပေမဲ့မရဘဲပြန်လာခဲ့ရတဲ့နေ့တွေရှိနေပြီးရှေ့ရှောက်အခြေအနေတွေပုံမဆိုးရလာနိုင်တယ်လို့သုံးသပ်နေကြပါတယ်စစ်ကောင်စီရဲ့73စီကြီးကြပ်ရေးကော်မတီကမတ်လ28ရက်နေ့အတွက်ရည်ညွှန်းဈေးကို62တလီတာလျင်ကျပ်4500ကျော်သာသတ်မှတ်ထားခဲ့ပေမဲ့ပြင်ပဈေးကွက်မှာတော့တာမန်ဈေးထက်2ဆကျော်ပေးဆောင်ဝယ်ယူနေရကြောင်းတင်ရရှိပါရရှင်မန္တလေးတိုင်းရှိ73စီစီဆိုင်တစ်ခုကိုလိုင်စင်ယာယီပိတ်သိမ်းလိုက်ပြီးအခြားဆိုင်30ခန့်ကိုလည်းနောက်ဆုံးအကြိမ်သတိပေးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဝါဒပြသတင်းစာများရဲ့ဖော်ပြချက်အရမန္တလေးတိုင်းစင်ကာမြို့နယ်ပလိတ်ကျေးရွာရှိစိန်စီအောင်73စီအယောင်ဆိုင်ကိုအချက်အလက်အပြည့်စုံနဲ့တိုင်ကြားခံရတာကြောင့်လိုင်စင်ယာယီပိတ်သိမ်းကတာဝန်ရှိသူတွေကိုအရေးယူဖို့လှုံ့ဆော်နေတယ်လို့သိရှိရပါတယ်။ဒါအပြင်စွမ်းရည်ဝန်ကြီးဌာနရဲ့ online monitoring center ကစောင့်ကြည့်စစ်ဆေးမှုတွေအရရင်းတွေကိုဘားကုတ်သို့မဟုတ် QR code scan မဖတ်ပဲရောင်းချနေတဲ့စီဆိုင်30ခန့်ကိုလည်းနောက်ဆုံးအကြိမ်ဖြစ်သတိပေးထားပါတယ်ရှင်။လက်ရှိမှာစစ်ကောင်စီက73စီကိုကားမျိုးစားလိုက်တစ်ပတ်မှာ2ကြိမ်ကနေ3ကြိမ်အထိသာကန့်သက်ရောင်းချဖို့စီစဉ်ထားခဲ့တာကြောင့်ပြည်သူတွေဟာစီဆိုင်တွေမှာနိုင်ပေါင်းများစွာတန်းစီဆောင်ဆိုင်ဝယ်ယူနေကြဆဲဖြစ်ကြောင်းသတင်းရရှိပါရရှင်။ကတာမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့စစ်ကောင်စီရဲ့ဝါဒဖြန့်မှုဟာလိမ့်လေပြောင်းမှုသာဖြစ်ပြီးမြို့ကန်ပြည်သူတွေကိုလူသားတိုင်းဖြစ်အသုံးပြုဖို့ပိတ်လောင်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေတာရင်းဒေါ်လာရေးသတင်းရင်းမြစ်တွေဖြစ်တဲ့ Indo Revolution IR ရဲ့သတိပေးချက်အရစစ်ကောင်စီဘက်ကကတာမြို့ကိုပြန်လည်စိုးမိုးနိုင်ပြီဖြစ်ကြောင်းနဲ့မြို့တွေကိုပြန်လာနေထိုင်ကြဖို့ဝါဒဖြန့်သိမ်းသွင်းနေတာဟာပြည်သူတွေကိုလူသားတိုင်းလုပ်ဖို့ဖမ်းဆီးလိုရင်းသာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာမြို့ရဲကိုပြန်ဝင်သွားတဲ့ပြည်သူတွေကိုစစ်တပ်ကပြန်ထွက်ခွင့်မပေးဘဲပိတ်ဆို့ထားခဲ့တယ်လို့ထွက်ခွာသူတွေကိုလည်းပြစ်တက်မယ်လို့ချိန်ချောက်နေကြောင်းသတင်းရရှိပါတယ်။ကတာမြို့နယ်မှာမတ်လ20ရက်နေ့ကစပြီးတိုက်ပွဲတွေပြင်းထန်နေခဲ့ရာစစ်ကောင်စီကမြို့ပေါ်ရက်ကွက်တွေနဲ့ဘုံကြီးကျောင်းတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အမှတ်3ရုပ်က၄တပ်ကြောင်းဘုံကျဲခံရမှုမှာတန်ဃာတော်တွေနဲ့အရက်သား80ခန့်သေဆုံးနိုင်တယ်လို့သတင်းထွက်ပေါ်ခဲ့ပြီးစစ်တပ်ကအလောင်းချို့ကိုတုတ်တံမှာမိရှို့ဖျောက်ဖျက်ခဲ့တယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။ဒါအပြင်စစ်တပ်ဝါဒဖြန့်ချီရေးတွေက AR မြစ်တစ်ဖက်ကန်းကကျေးရွာသားအလုံးကို PDF များအဖြစ်ဆွဆွဲပြီးအပြောင်ရှင်းလင်းမှုအထိလှုံ့ဆော်နေတာကြောင့်ဒေသခံတွေဟာလေကြောင်းရန်ကိုအထူးစိုးရိမ်နေကြရပါတယ်။
လက်ရှိမှာကတာမြို့ကန်တန်ကတော့အချို့ဟာမန္တလေးမြို့ဘက်ကိုတိမ်းရှောင်သွားကြသလိုမြို့ထဲမှာပိတ်မိနေသူတွေရဲ့မိသားစုဝင်တွေကလည်းလူမှုကွန်ရက်ကတစ်ဆင့်အဆက်အသွယ်ရဖို့စ조사နေကြပါတယ်။ကတာမြို့မှာတိုက်ပွဲတွေအချိန်မီပြန်လည်ပြင်းထန်လာနိုင်တာကြောင့်ဝါရဖြန့်သတင်းတွေကိုမယုံကြည်ကြဖို့နဲ့အထူးသတိပြုကြဖို့တော်လှန်ရေးအင်အားစုတွေကနှိုးဆော်ထားကြောင်းသတင်းရရှိပါရရှင်။ကုန်စည်နှုန်းကြီးမြင့်မှုနဲ့73စီအကျပ်တဲကြားမှာစစ်ကောင်စီလက်အောက်ခံမန္တလေးစီပင်ကခုံခနှုံထားတွေကိုအစမတန်တိုးမြင့်ကောက်ခံမဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့တော်စီပင်သားယာရေးကော်မတီရဲ့ထုတ်ပြန်ချက်အရလာမယ့်2026-2029ဘန်တာနှစ်ဧပြီလကစပြီးမြို့ရင်းရှိအခွန်အခတွေကိုကဏ္ဍမျိုးစုံကနေတိုးမြင့်ကောက်ခံတော့မှာပဲဖြစ်ပါတယ်။အဆိုပါတိုးမြင့်မှုမှာနေအိမ်ပစ္စည်းကုန်အမှိုက်ခွန်မီးကုန်တွေသာမကရေဘိုးရေကဆိုင်ကန်းလာကကားနဲ့ဆိုင်ကယ်ရှနာကားတွေအပြင်မြို့ဝင်ဂိတ်တွေကလမ်းအသုံးပြုခါတွေပါဝင်နေပါတယ်။အထူးသဖြင့်လမ်းဘေးဈေးတွေစီကကောက်ခံတဲ့ဈေးကောက်နှုန်းတာဟာတရက်ကို900ကျပ်ကနေကျပ်2000ကျပ်ထိ3ဆနီးပါးမြင့်တက်သွားတာကြောင့်မြို့ကန်လူထုနဲ့ဈေးတွေကြောင့်ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ဈေးတွေတူကတော့ကုန်စည်နှုန်းတွေကတက်စီတွေကရှားနဲ့အဆင်မပြေဖြစ်နေချိန်မှာယခုလိုအခွန်ငွေများတိုးကောက်တာကြောင့်အိမ်ရှိမှာတော့ဆက်မရောက်နိုင်တော့ဘူးလို့ပြောဆိုပါတယ်။တော်လိုင်းရေးရာစုတွေကတော့စစ်ကောင်စီဟာနိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရလို့ဗန်နာရေးအကျပ်တဲဆိုင်နေချိန်မှာမြို့ပြပြည်သူတွေစီကနေနှီးမျိုးစုံနဲ့ငွေညှစ်ပြီးစစ်စရိတ်ဖြည့်တင်းဖို့ကြိုးပမ်းနေတာဖြစ်ကြောင်းထောက်ပြထားပါတယ်။ပြည်သူတွေအနေနဲ့စားဝတ်နေရေးကျပ်တဲနေချိန်မှာအခုလိုအခွန်အခတွေထပ်မံဝင်ပြီးလာတာကြောင့်လူမှုစီးပွားရေးဘဝပုံမခက်ခဲလာနိုင်ကြောင်းသတင်းရရှိပါရရှင်။ချင်းတော်လိုင်းရေးအင်အားစုများဖြစ်ကြတဲ့ချင်းပြည်ကောင်စီနဲ့ချင်းညီနောင်တို့သာအပြည့်အဝညီညွတ်ခဲ့ကြရင်ချင်းပြည်မှာစစ်ကောင်စီကင်းစင်နေပြီဖြစ်ကြောင်းချင်းကောင်းဆောင်တွေကသုံးသပ်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ CDF ဟာခါအတွင်းရေးမှုစလိုင်းစကြုံလျံကချင်းပြည်အတွင်းစစ်ရေးအခြေအနေတွေကိုပြောပြရမှာချင်းလျက်ကောင်စီနဲ့ချင်းညီနောင်တို့ကြားညီညွတ်ဖို့ဟာလက်နက်ကိုင်တော်လှန်ရေးများအတွက်သာမကပြည်သူတွေအတွက်ပါအလွန်ရေးကြီးကြောင်းအင်အားစုအားလုံးညီညွတ်စည်းရုံးစွာပါဝင်နိုင်ကြဖို့အစွမ်းကုန်စ조사နေကြကြောင်းဆိုပါတယ်လက်ရှိမှာချင်းမြောက်ပိုင်းကိုထိုးစစ်ဆင်လာခဲ့တဲ့စစ်ကောင်စီတပ်တွေကိုချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကစူပေါင်းပြီးဖလန်းမြို့နယ်အတွင်းမှာခုခံတိုက်ခိုက်နေကြတာပဲဖြစ်ပါတယ်။ဖလန်းအခြေဆိုင်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီရဲ့အဆိုအရစစ်ကောင်စီဟာစစ်ကြောင်းလေးကြောင်းနဲ့ဖလန်းဘက်ကိုဦးတည်ဝင်ရောက်လာနေပြီးလေကြောင်းတိုက်ခိုက်မှုတွေဒရုန်းနဲ့တိုက်ခိုက်မှုတွေကိုစတိုက်ပြုလုပ်နေတယ်လို့သိရှိရပါတယ်။ဒါပေမဲ့ရှေ့ရန်စစ်မျက်နှာမှာတော့ချင်းလဲကောင်စီနဲ့ချင်းညီနောင်ကရဲဘော်တွေဟာဘုံရန်သူကိုတိုက်ထုတ်ဖို့စီစီလုံးလုံးနဲ့ပူးပေါင်းဆောင်ရွက်နေကြပြီပဲဖြစ်ပါတယ်။လက်ရှိမှာချင်းပြည်နယ်ရှိမြို့နယ်9ခုနဲ့6မြို့နယ်ဖြစ်ကြတဲ့မတူပီမင်းတက်ကံပတ်လက်တွန်းဆန်ဖလန်းနဲ့ပလက်ဝါတို့ကိုတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကသိမ်းပိုက်ထားပြီးပဲဖြစ်ပါတယ်။ကြန့်ရှိနေတဲ့ဟာကာထန်တလန်နဲ့တီးတိမ်မြို့နယ်တွေမှာလည်းစစ်ကောင်စီဟာမြို့ပေါ်လောက်ကိုသာထိန်းချုပ်နိုင်တော့တာကြောင့်ချင်းအင်အားစုတွေညီညွတ်မှုခိုင်မာလာတာနဲ့အမျှချင်းပြည်နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးဟာမဝေးတော့ဘူးလို့တော်လှန်ရေးကောင်းဆောင်တွေကယုံကြည်နေကြကြောင်းသတင်းရရှိပါရရှင်။မတ်လ30ရက်နေ့အတွက်မြန်မာနိုင်ငံတဝန်းကထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားတော်ဆင်ပေးခဲ့ကြတဲ့မိဘပြည်သူအပေါင်းကိုစိတ်နှပြကျန်းမာချမ်းသာပြီးဘေးရန်တွေကင်းဝေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင် Independent Voice မြန်မာရဲ့နနက်ခင်းသတင်းစီစဉ်တင်ဆက်မှုကိုဒီမှာရင်ရှင်းနာခွင့်ပြုပါရှင်။